အားလုံးပဲမင်္ဂလာပါ Knowledge and Premise YouTube Channel ကပြန်လည်ကြိုဆိုလိုက်ပါရခင်မင်္ဂလာပါဒီနေ့မှာတော့ computer တစ်ခုကိုနိုင်ငံခြားကနေပြည်တွင်းကိုဘယ်လိုအဆင့်ဆင့်တင်သွင်းလာရလဲဆိုတော့ importation process ကိုအလွယ်တကူလေးရှင်းပြပေးသွားပါမယ်အားလုံးပဲ ready ဆိုရင်စလိုက်အောင်ပါ Step 1 Import planning and supplier selection ပါပထမဆုံးအဆင့်ကတော့ planning ဖြစ်ပါတယ်ဘယ်ကုန်ပစ္စည်းကိုတင်သွင်းမလဲဘယ်နိုင်ငံကတင်သွင်းမလဲ supplier လို့ခေါ်တဲ့ရောင်းချသူကိုဘယ်လိုရွေးချယ်မလဲပြီးတော့ price လို့ခေါ်တဲ့ဈေးနှုန်း quality လို့ခေါ်တဲ့အရည်အသွေး delivery time လို့ခေါ်တဲ့ပို့ဆောင်ကြမြင့်ခြင်းတွေကိုစစ်ဆေးရပါမယ်ဒီအဆင့်က import process တစ်ခုလုံးရဲ့အခြေခံအရေးကြီးဆုံးအဆင့်ပါ Step 2 import license and documentation ပါနောက်တစ်ဆင့်ကတော့ license နဲ့စာရွက်စာတမ်းဖြစ်ပါတယ်import license လျှောက်ထားခြင်းပါပြီးတော့ commercial invoice တွေ packing list တွေ sales contract နဲ့ purchase order ဒါတွေကကုန်ပစ္စည်းအမျိုးအစားအလိုက် permit recommendation certificate တွေလည်းလိုအပ်နိုင်ပါတယ် Step 3 shipment arrangement ပါစာရွက်စာတမ်းတွေပြီးသွားပြီဆိုရင်တည်ယူပို့ဆောင်ရေးကိုစတင်စီစဉ်ရပါမယ်အဲ့ဒီနေရာမှာ transportation အတွက်၃မျိုးရှိပါတယ် sea freight လို့ခေါ်တဲ့သင်္ဘောတွေနဲ့ရေလမ်းနဲ့တည်တာနောက်တစ်ခုက air freight လို့ခေါ်တဲ့လေယာဉ်နဲ့တည်တာလေကြောင်းလိုင်းပေါ့နော်ပြီးတော့ border trade လို့ခေါ်တဲ့ကုန်းလမ်းတွေနဲ့တည်တာဒီအဆင့်မှာက freight forwarder နဲ့ချိတ်ဆက်ပြီး schedule cost transit time တွေကိုစီမံရပါမယ် Step 4 custom clearance ပါကုန်ပစ္စည်းရောက်လာတဲ့အခါ custom clearance ကိုလုပ်ရပါတယ် import declaration တင်ရတာတွေ custom duty and tax ပေးဆောင်တာတွေလိုအပ်ရင် physical inspection လို့ခေါ်တဲ့ပစ္စည်းဖွင့်ပေါက်စစ်ဆေးခြင်းတွေပါလုပ်ဆောင်ပါတယ်ပြီးမှ custom release ရယူခြင်းကိုအဆင့်ကိုရောက်ရှိလာမှာပါဒီအဆင့်မှာစာရွက်စာတမ်းမှားရရင် delay ဖြစ်နိုင်လို့အရန်ရေးကြည့်ပါတယ် Step 5 delivery to warehouse end user custom clearance ပြီးသွားရင်ကုန်ပစ္စည်းကို warehouse ကိုပို့မယ်ဒါမှမဟုတ် factory တွေပြီးရင် project site တွေကိုပို့တာအဲ့ဒီနေရာမှာဘာတွေလုပ်ရမလဲဆို damage quantity quality ကိုစစ်ဆေးပြီး receiving record ထားရပါမယ်ဟုတ်ကဲ့ကျွန်တော်အထက်မှာအချက်၅ချက်ကဒီ importation process အတွက်အဖြစ်မနေလုပ်ကိုလုပ်ရမယ်အဆင့်တွေဖြစ်ပါတယ်အကျဉ်းချုပ်ပြောရရင်တော့ importation process ဆိုတာက planning documentation transportation custom clearance final delivery ဆိုတဲ့အဆင့်တွေကိုစနစ်တကျစီမံနိုင်မှအချိန်ကုန်ကျစရိတ်နဲ့ risk တွေကို short ချနိုင်ပါတယ်ဒီတော့ဒီဗီဒီယိုလေးကလူချင်းမင်းတို့အတွက်အသုံးဝင်နေဆိုရင် like share and လုပ်ပြီးတော့နောက်ဗီဒီယိုတွေကိုမလွတ်အောင် subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နောက်ပြီးတော့ဒီဗီဒီယိုလေးကဒီ logistics and supply chain management နဲ့ပတ်သက်လို့သိချင်တဲ့တငယ်ချင်းတွေကိုလည်း share ပေးဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ပါမယ်